လို့စတော့ရိုက်လိုက်တော့နော်ချင်းဆွဲလို့မရတော့ဘူးတုံးနေဟဲFather Day ကြော Father Day จังก็ကြောเห็นไหมฮะ Father Day เลยแต่ป้าไปพอจังก็มาป้าสตางเอ้ตีก็ตัวเฮมาตีเลยเชียก็ลิงเตะตาพอจังพอสวาบจากก็จะชอบทวีเหตุตัวเฮวิดีโอก็ไม่ใช่ตัวพอเลยพอสวาบจากก็เชียก็ทำตัวใช้คนนี้เดี๋ยวดูยังเจออะไรตีกันนะสองสามตีแห่มาตีกันตรงนี้ตีตรงนี้ตีตรงนี้ตรงนี้ตรงนี้ลา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 ဒီနာဒီကနေ့လာရှိလိုက်ချန်တော့အလုံးနဲ့တော်တော့ပါပြီအဲ့ဒါနဲ့ဟုတ်ခဲ့ချန်ပန်းလေးတွေကြော်ညာလိုက်ပေါ့ အဲ့ဒါကတော့တချင်းဖွေးရမယ်ဒါကတော့နော် ရတယ်နောက်မှပဲရတယ်တချင်းကအတန်ကိုဖျောက်ပြီးတော့မှတချင်း တ ကို န် လည်း တွေကတော့တိတ်မထွက်ချင်ပါဘူး ရတယ်တချင်းလေးတွေကိုအပြောက်လေးတွေကိုကြော်ညာလိုက်ပေါ့အဲ့ဒီပန်းအပြောက်လေးကို ပန်းပြောက်လေးတွေကိုလည်းခဏလေးဒီနာကိုမရိုက်သေးဘူးရှင်နေမှာကျန်ဒီဟာအင်ဘေနာကအဖွာကနော်ဒီကလေးနာကပေးတယ်သူ့ရဲ့ခြံကိုတန်းစီလောက်ပေးထားလို့နော်ဒီဟာကတော့ဆန်းဆန်းနဲ့ဒိုနဲ့မယ်ရီတို့နဲ့ဟိုဟာဝတ်မမ35နဲ့ဝေတယ်နော်အော်35တော့မဟုတ်ဘူးဒီတော့နော်30နဲ့ဝေတယ်တိလားတန်တယ်နော်30နဲ့ဒီတော့ဝေတယ်နောက်ဆိုရင်တော့ဒီဟာတွေကိုတော့နော်ဒီဟာတွေကိုစိုက်တဲ့ဟာနော်ဒီလေးစိုက်ဒီကတော့ငါတော့ကိုလုံးမျိုးစစ်ကျဲတဲ့ဟာနော်ကျဲတဲ့ဟာနောက်ပြီးတော့ပြန်ထွက်တဲ့ဟာဖြစ်တယ်ဆိုတော့ဆိုပါဘူးနော်ဒီဟာလေးတွေထားသလားမင်းနဲ့နော် ပြန်ပေါက်တဲ့ဟာလေးပြောလိုက်တယ်ကြော်ညာလိုက် ပြန်ပေါက်ပြီးတော့ဒီလိုတက်လောက်ချလာတယ်နော်ဒီဟာကတော့ဒီစင်တန်ပွင့်တဲ့ဟာဟော်လန်လို့ကြောကတော့ခေါ်တယ်
ကျမတို့ကတော့သစ္စာပန်းလို့ခေါ်တာပေါ့နော် ဟိုဟာဒီရိုက်မယ်အဲ့ဒီပင်လေး ဒီနားလောက်ပါဒီဟာလေ ရမတော့ခေါက်ရိုက်မယ်ခဏလေးနေဦးနော်ဒီပန်းကိုရိုက်လိုက်မယ်ဒီပန်းနဲ့ဟာပါတယ်1 2